out of sight out of mind ဒီ idioms လေးကဘာကိုပြောချင်တာလဲသူကအတိတ်ပဲပြန်လိုက်မယ်ဆိုရင်တော့အနေဝေးလို့တွေးအေးသွားတယ်လို့ပြောချင်တာပေါ့နော်ကိုမျက်စိရှိမှမမြင်ရတာကြားတဲ့အခါမမေ့ပျောက်ပျောက်ဖြစ်သွားတယ်လို့ပြောချင်တာဒါပေမဲ့သူ့ကိုအသုံးပြုလို့ရတဲ့အခြေအနေတွေအများကြီးရှိတယ်အနေဝေးလို့တွေးအေးတယ်ဆိုတဲ့အခြေအနေတစ်ခုတည်းမဟုတ်ဘူးပေါ့နော် if you don't see it you stop think about it မမြင်ရရင်မတွေးမိတော့ဘူးပေါ့။ရာဝတ္ထုတွေနဲ့ပတ်သက်ပြီးလည်းအသုံးပြုလို့ရတယ်။အလေးအကျင့်တွေ habits တွေနဲ့လည်းပတ်သက်ပြီးတော့အသုံးပြုလို့ရတယ်။ people လူတွေနဲ့ပတ်သက်ပြီးတော့လည်းအသုံးပြုလို့ရတယ်။ problems ပြဿနာတွေ money ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းအသုံးပြုလို့ရတယ်။ဆိုတော့တစ်ခုချင်းစီရဲ့ example sentence လေးလေ့လာကြည့်ရအောင်။အရာဝတ္ထုတွေနဲ့ပတ်သက်တယ်ဆိုရင် I always forget to eat fruit because it's in the fridge out of sight out of mind ငါအများနဲ့အသီးစားဖို့မေ့တယ်တက်တာလည်းအများနဲ့ရောက်နေလို့ပေါ့နော်အမြင်ကတော့မစားပြစ်ဘူးအဲ့ဒီလိုအခြေအနေမျိုးမှာလည်း out of sight out of mind ကိုအသုံးပြုလို့ရတယ်နောက်တစ်ခုက habits အမှုအကျင့်တွေနဲ့ပတ်သက်ပြီးတော့ပေါ့ဥပမာ if I leave my phone in another room I study better out of sight out of mind ငါဖုန်းကိုမမြင်ရဘူးဆိုလို့ရှိရင်ငါလက်ထဲမှာဖုန်းမရှိဘူးငါဖုန်းကိုတခြားခန်းထဲမှာထားခဲ့တယ်ဆိုလို့ရှိရင်စာအုပ်ပို့ပြီးတော့သုံးနိုင်တယ် out of sight out of mind အဲ့ဒီဟာကိုအဲ့ဒီနေရာမှာလည်းအသုံးပြုလို့ရတယ်နောက်တစ်ခုကလူတွေနဲ့ပတ်သက်ပြီးတော့ people after he moved to another city we slowly lost contact out of sight out of mind သူတခြားမြို့ကိုပြောင်းသွားတယ်ကငါတို့တဖြည်းဖြည်းအဆက်အသွယ်တွေကျဲလာတယ်ပေါ့နော်အခုမမြင်တာကြတော့မိတိတံဖြစ်နေပြီအနေဝေးလို့တွေးအေးသွားတယ်ပေါ့ဒီလိုမျိုးပေါ့နော်နောက်တစ်ခုက problems stop worrying about work during her vacation out of sight out of mind သူခီးသွားနေတဲ့ချိန်သူ့အလုပ်အကြောင်းကိုဘာမှမစင်စားဘူးအလုပ်အကြောင်းဘာမှမတွေးဘူးပေါ့နော်အဲ့တော့ out of sight out of mind အမြင်ရတာကြတော့ AC ပဲပေါ့နော်နောက်ဆုံးတစ်ခုက money ငွေကြေးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင် I spend less when I don't carry cash out of sight out of mind လက်ထဲမှာပတ်စံများများဆဆမရှိဘူးပတ်စံများများဆဆမယူသွားဘူးဆိုလို့ရှိရင်ငါမသုံးမိဘူးတိတ်ပြီးတော့ဆိုတော့ out of sight out of mind ပေါ့နော်မမြင်ရတော့မသုံးမိဘူးဒီလိုအခြေအနေမှာလည်းဒီ idioms လေးကိုအသုံးပြုလို့ရပါတယ်ဒါပေမဲ့ဒီ idioms ကိုကကြတော့များသောအားဖြင့်လူ people နဲ့ပတ်သက်ပြီးတော့သုံးတယ်ပေါ့နော်ရတာကြလို့ meditate ဖြစ်သွားတဲ့အနေဝေးလို့တွေးအေးသွားတယ်ဒီလိုမှာတော့သုံးတာတွင်ကျယ်ပေါ့နော်ကျန်တဲ့နေရာတွေမှာကြတော့သုံးတော့သုံးတယ်ဒါပေမဲ့တိတ်ပြီးတော့သုံးတာတော့တိတ်မတွေးမိသလိုပဲသုံးရင်လည်းသုံးမှာပေါ့နော်ဆိုတော့ okay ပါနားလည်မယ်လို့မျှော်လင့်ပါတယ် bye bye